အားလုံးမင်္ဂလာပါဗျဒီနေ့မှာတော့21ရာစုရဲ့အမျိုးသမီးသူရဲကောင်းတဦးဆိုတဲ့ခေါင်းစဉ်နဲ့အမျိုးသမီးအာကာသသူရဲကောင်းတဦးရဲ့အကြောင်းကိုပြောပြချင်ပါတယ်21ရာစုအမျိုးသမီးသူရဲကောင်းလို့ခေါ်လို့ရမယ်အာကာသသူရဲကောင်းလူနီတာဝီလျံကိုအမေရိကန်နိုင်ငံအိုဟိုင်းယိုပြည်နယ်ယူကလစ်ဆိုတဲ့မြို့မှာ1965စက်တင်ဘာ19မှာမွေးဖွားခဲ့ပါတယ်သူဟာအမေရိကန်နိုင်ငံသားဖြစ်ပြီးအိန္ဒိယနဲ့စလိုဗေးနီးယန်းလူမျိုးမိဘဘိုးဘွားမျိုးနွယ်များကနေဆင်းသက်လာတဲ့သူဖြစ်ပါတယ်။ပညာရေးရှင်းအနေနဲ့ကတော့ဆူနီတာဝီလျံဟာအမေရိကန်ပြည်ထောင်စု Naval Academy ကနေပြီးတော့ Physical Science ဘွဲ့ရခဲ့ပါတယ်။နောက်တစ်ခါ Florida Institute of Technology ကနေပြီးတော့ Engineering Management ဘာသာရပ်နဲ့ Master ဘွဲ့ထပ်ရခဲ့ပါသေးတယ်။သူမရဲ့ခင်ပွန်း Michael ဟာ Texas ပြည်နယ်က Federal Marshal တဦးဖြစ်ပြီးhelicopter ပျံသန်းမှုသူဖြစ်တာကြောင့်ဆူနီတာနဲ့ဝါသနာတူတဲ့သူတွေလို့ပြောရမှာဖြစ်ပါတယ်။ဆူနီတာဟာ American Navy ကိုအရာရှိတဦးအနေနဲ့1989မှာဝင်ရောက်ခဲ့ပါတယ်။1989မှာတော့ Navy လေပြန် pilot အဖြစ်နဲ့ Operation Southern Watch, Operation Iraqi Freedom အစရှိတဲ့စစ်ဆင်ရေးတွေမှာဝင်ရောက်ပျံသန်းနိုင်ခဲ့ပါတယ်။သူ့ရဲ့အတက်ခီးကမြန်ဆန်တယ်လို့ပြောရမှာပါ။1989ခုနှစ်မှာတော့ NASA ရဲ့အာကာသယာဉ်မှူးအဖြစ်လျှောက်ထားရာမှာအရွေးချယ်ခံလိုက်ရပါတယ်။သူဟာ Space Mission နှစ်ခုကိုလည်းပြီးဆုံးအောင်ဆောင်ရွက်နိုင်ခဲ့ပြီးအာကာသထဲလမ်းလျှောက်တဲ့နေရာမှာအမျိုးသမီးအာကာသယာဉ်မှူးတွေထဲအများဆုံးအချိန်ကြာမြင့်သူအဖြစ်မှတ်တမ်းရရှိထားသူဖြစ်ပါတယ်။နောက်ဆုံးမှတ်တမ်းတွေအရစုစုပေါင်း6ချိန်အာကာသထဲထွက်လမ်းလျှောက်တဲ့အလုပ်ကိုဆူနီတာလုပ်ခဲ့တဲ့နေရာမှာအာကာသဟင်းလင်းပြင်ထဲကုံဆုံးခဲ့တဲ့သူ့ရဲ့ကြာမြင့်ချိန်62နာရီ6မိနစ်ရှိပြီး NASA ရဲ့အမျိုးသမီးအာကာသယာဉ်မှူးသမိုင်းတစ်လျှောက်မှာသူဟာအများဆုံးဖြစ်ပါတယ်။ဒါကတော့ဆူနီတာရဲ့သမိုင်းဝင်အမှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်။အခုနောက်ဆုံး NASA ရဲ့အံ့ဩစရာထုတ်ပြန်ချက်တွေအရဆူနီတာနဲ့ဘယ်ရီတို့အာကာသယာဉ်မှူးနှစ်ဦးဟာအာကာသထဲမှာမမျှော်လင့်ပဲ9လကျော်ကြာမြင့်နေခဲ့ကြပါတယ်။စာဆောင်တွေကတော့သူတို့တွေကိုအာကာသထဲမှာစွန့်ပစ်ခံထားရသောအာကာသယာဉ်မှူးများ The Stranded Astronauts ဆိုပြီးတော့မှခေါင်းစဉ်တွေတက်ပြီးတော့ကရုဏာသက်ခွဲရေးသားကြပါတယ်။မူလက8ရက်နဲ့10ရက်သာကြာမယ်ဆိုတဲ့သူတို့ရဲ့ mission ဟာ Boeing Starliner အာကာသယာဉ်ရဲ့နည်းပညာပြဿနာများကြောင့်အခုလိုမျိုးသူတို့အာကာသထဲမှာ9လအထိကြာမြင့်သွားခဲ့ကြတာဖြစ်ပါတယ်။သူတို့နေထိုင်ရာနေရာကိုတော့ ISS လို့ခေါ်ပါတယ်။ ISS ဒါမှမဟုတ် International Space Station ဟာကမ္ဘာမြေပြင်ရဲ့အထက်မိုင်250အကွာကနေကမ္ဘာကိုပတ်နေတဲ့နေရာဖြစ်ပါတယ်။အဲ့ဒီနေရာဟာကမ္ဘာဆွဲအားမဲ့ဒေသလို့ပြောလို့ရတာကြောင့်သူနိတာတို့အာကာသယာဉ်မှူး2ယောက်ဟာကြွက်သားနဲ့အယိုးတွေပျော့လာတဲ့ပြဿနာကိုရင်ဆိုင်နေကြရပါတယ်။နောက်ပြီးခန္ဓာကိုယ်ရဲ့အရည်ဓာတ်တွေဟာကမ္ဘာဆွဲအားကြောင့်မလည်ပတ်နိုင်တဲ့အတွက်အရည်ပြားပြဿနာအချို့လည်းကြုံနေရပါသေးတယ်။ဒါအပြင် cosmic ray တွေ gamma ray တွေကိုမပြတ်ထိတွေ့နေတာဖြစ်တဲ့အတွက်ကြောင့်ဓာတ်ရောင်ခြည်လောင်ကျွမ်းမှုအခြေခံပြီးဖြစ်ပေါ်လာတဲ့အရည်ပြားပျက်စီးတာအိုမင်းမှုတွေမြန်ဆန်နေတာနွမ်းနယ်ပင်ပန်းတာတွေလည်းသူတို့တွေရှောင်လွှဲမရတဲ့အခြေအနေတစ်ခုဖြစ်နေလို့နေပါတယ်အဆိုးဆုံးကတော့စိတ်ဖိစီးမှုပါပဲတွက်ကြည့်ရမယ်ဆိုလို့ရှိရင်ကမ္ဘာမှာရှိတဲ့ထောင်ဆိုတာကမှတရက်တရက်ဘဝတူထောင်သားတွေထောင်ရာရှိတွေနေလင်းရောင်တွေကမ္ဘာပတ်ဝန်းကျင်တွေကိုတွေ့ခွင့်ရကြအောင်ပါပါသူတို့နှစ်ယောက်အတွက်ကတော့မဲမောင်းနေတဲ့အာကာသဟင်းလင်းမြင်ကြီးထဲမှာတနာရီကိုမိုင်ပေါင်း18500နှုန်းနဲ့ကမ္ဘာကိုပတ်နေရပြီးငါတို့ကိုဘယ်တော့များလာခေါ်ပါမလဲဆိုတဲ့ယုံကြည်ချက်တွေတရက်တရက်ပျောက်ဆုံးလာတဲ့အပြင်အစာနဲ့ရေကိုအထူးသတိထားချွေတာစားတော့ရှင်သန်နေကြရသူတွေဖြစ်နေကြတာပါကိုယ်တော့ခါအောင်ယူသွားနိုင်တဲ့အခင်းချင်းတစ်ခုပါပဲခုလိုကာလရှည်ကြီးတဲ့အာကာသမှာနေရတဲ့ဆူနီတာရဲ့ရုပ်ပုံတွေကိုလည်းစိတ်ပူနေကြတဲ့သူတွေအတွက် NASA ကသတင်းထုတ်ပြန်ပေးလာတဲ့အခါမှာ
X user တဦးကသူတို့ကိုကြည့်ရတာသိပ်ပိန်ပြီးကြက်တဲလာတဲ့ cell တွေထဲမှာနေကြရတယ်လို့မှတ်ချက်တွေရေးကြပါတယ်။အရင်နှစ်ဇွန်လ9ရက်နေ့ကတည်းကစပြီးအာဂသာထဲမှာဆွနိတာတို့ကုံဆုံးခဲ့ရတဲ့အချိန်ဟာ6လကျော်ခဲ့ပြီမဟုတ်လား။ဒီလိုနဲ့2025 March 14ရက်ဒီနေ့မှာတော့ American အရှေ့စံတော်ချိန်ည9:03မိနစ်မှာ SpaceX ဒုံးပျံတက်အာဂသာလွန်ပျံယာဉ်ဟာအာဂသာယာဉ်မှူး4ယောက်ကိုတင်ဆောင်ပြီးဆွနိတာနဲ့ဘယ်ရီတို့ကို ISS ဆီကနေကမ္ဘာမြေပြင်ကိုပြန်ခေါ်လာဖို့အတွက်တက်သွားခဲ့ပြီပဲဖြစ်ပါတယ်။စတက်ချင်း SpaceX ဒုံးပျံကတနာရီကိုကီလိုမီတာ1000 2000 3000စသဖြင့်အချိန်တဖြည်းဖြည်းတိုးသွားပြီးကောင်းကင်ယံထဲထိုးခွဲဝင်ရောက်သွားခဲ့တာကိုမြင်ရပါတယ်။အမြန်နှုန်းတနာရီကီလိုမီတာ6000လောက်အရောက်မှာတော့လွန်ပျံယာဉ်ကိုတွန်းတင်တဲ့ SpaceX ဒုံးပျံကိုဖျောက်ထုတ်လိုက်ပြီးလွန်ပျံယာဉ်ကကမ္ဘာလေထုဘက်ထဲအရှိန်ပြင်းပြင်းနဲ့ဝင်ရောက်သွားပါတော့တယ်။အာဂါသယာဉ်မှူး4ယောက်ကိုတင်ဆောင်ထားတဲ့လွန်ပျံယာဉ်ဟာအခုချိန်မှာအမြင့်ဆုံးအမြန်နှုန်းအဖြစ်တနာရီကိုကီလိုမီတာ27000နှုန်းနဲ့အာဂါသဟင်းလင်းပြင်ထဲပျံသန်းနေခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့ ISS ရှိရာကိုဦးတည်သွားရောက်နေတာဖြစ်ပါတယ်။ ISS နဲ့ချိတ်မိဖို့အတွက်အချိန်28နာရီကြာမြင့်မယ်လို့လည်းမြေပြင်စခန်းထုတ်ပြန်ချက်အရသိလိုက်ရပါတယ်။နေကုန်းချုပ်ရရင်ဆွနိတာဝီလျံရဲ့ဇွဲနဲ့စိတ်ဓာတ်ကြံ့ခိုင်မှုဟာ21ရာစုအမျိုးသမီးသူရဲကောင်းတစ်ယောက်အဖြစ်မှတ်တမ်းတင်ထိုက်ပါကြောင်းသူ့ရဲ့အပြန်ခရီးဟာလှပချောမွေ့ပါစေကြောင်းဆုတောင်းရင်းတင်ပြလိုက်ရပါတယ်ဗျာ။နားတော်တာဆင်ကြသူအပေါင်းဆွေလန်းချမ်းမြေ့ကြပါစေ။